မင်္ဂလာပါကျွန်တော်ကဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။တောင်ကိုရီးယားနိုင်ငံဂျေဂျူးကျွန်းမှာဇွန်လ24ရက်ကနေ26ရက်နေ့ထိကျင်းပတဲ့2026ဂျေဂျူးငြိမ်းချမ်းရေးဖိုရမ်မှာမြန်မာတော်လှန်ရေးအဖွဲ့တွေကနိုင်ငံတကာခေါင်းဆောင်တွေစီမြန်မာအရေးအိတ်ဖွင့်ပေးစာပေးပို့တိုက်တွန်းခဲ့တယ်လို့အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီလှုပ်ရှားမှုကိုကိုရီးယားမြန်မာအဖွဲ့အစည်းတွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဖိုရမ်တက်ရောက်လာတဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ဟောင်းဘန်ကီမွန်ပါဝင်နိုင်ငံပေါင်း60ကျော်ကတန်တမန်တွေစီအိတ်ဖွင့်ပေးစာတွေဓာတ်ရိုက်ပေးအပ်ခဲ့တာပါအင်ဒိုနီးရှားသမ္မတဟောင်းကလည်းအာဆီယံအနေနဲ့မြန်မာဒီမိုကရေစီအရေးကိုဆက်လက်ပံ့ပိုးသွားမယ်လို့ဖိုရမ်မှာပြောကြားခဲ့ပါတယ်။ NUG ကိုတရားဝင်အသိအမှတ်ပြုဖို့နဲ့အာဏာသိမ်းစစ်အုပ်စုကိုအရေးယူပိတ်ဆို့မှုတွေတိုးမြှင့်ဖို့ကိုလည်းလှုပ်ရှားမှုမှာပါဝင်တဲ့အဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်ခင်ဗျာ။အပြည်ပြည်ဆိုင်ရာမွေးစေဝါတိုက်ဖြတ်ရေးနေ့ဖြစ်တဲ့ဇွန်လ26ရက်နေ့မှာဆရာနာရှင်အစိုးရကရန်ကုန်မန္တလေးနဲ့တောင်ကြီးမြို့တွေမှာကျပ်ငွေ2209ဘီလီယံကျော်တန်ဖိုးရှိတဲ့ဖန်စီရမိခဲ့တဲ့မွေးစေဝါနဲ့ဆက်ဆက်ဓာတုပစ္စည်းတွေကိုနိုင်ငံတော်အဆင့်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒီပမာဏဟာပြီးခဲ့တဲ့နှစ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့တန်ဖိုးကျပ်1082ဘီလီယံကျော်နဲ့နှိုင်းယှဉ်ရင်နှစ်ဆကျော်မြင့်တက်လာတာဖြစ်တယ်လို့ဆရာနာရှင်အစိုးရရဲ့ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကဝါဒဖြန့်သတင်းစာတွေကနေအသိပေးထားပါတယ်။ဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့လိုင်သာမြို့နယ်မှာလည်းဖြတ်စည်းပွဲကိုပြုလုပ်ခဲ့တာပါ။ကုလသမဂ္ဂမွေးစေဝါနဲ့ပြည်မှုဆိုင်ရာယုံ UNODC ရဲ့နောက်ဆုံးထုတ်အစီရင်ခံစာထဲမှာတော့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာသလိုမက်သာဖက်တမင်းနဲ့ဘိန်းပြူလိုဓာတုရောစက်မွေးစေဝါတွေကိုအဓိကတင်ပို့နေတဲ့ကမ္ဘာနံပါတ်1နိုင်ငံဖြစ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ CRCC မှာဥက္ကဋ္ဌဖြစ်သူမစ္စတာဒိုင်ဟီဂန်နဲ့အဖွဲ့ဝင်များကလှိုက်လွှဲနှွေးထွေးစွာတရုတ်နိုင်ငံကစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာအလယ်မှာတရားဝင်မှုပုံမရရှိလာစေဖို့ကြိုးပမ်းဆောင်ရွက်နေတယ်လို့မြန်မာအရေးကျွမ်းကျင်သူတွေနဲ့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။မကြာသေးခင်ကစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံခီးစဉ်ရောက်မြန်မာတရုတ်အရေးကျွမ်းကျင်သူဂျေဆင်တာဝါကတော့တရုတ်ရဲ့သဘောထားကိုသုံးသပ်ပြောဆိုထားပါတယ်။ The reception that China has given to Ming Online during his state visit there, the way in which the optics of him မင်းအောင်လှိုင်ရဲ့နိုင်ငံတော်အဆင့်ခီးစဉ်တွင်တရုတ်ကအခန့်ချိုဆိုတဲ့ပုံစံကိုကြည့်ရင်အဖြေကရှင်းပါတယ်။မင်းအောင်လှိုင်ကိုတရုတ်ရဲ့ထိတန်းနည်းပညာတွေကိုလိုက်လံပြသတာတွေအပြင်နိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာဆက်ဆံရေးတွေပုံမနှံရှားအောင်လှုပ်ဆောင်မဲ့အကြောင်းထုတ်ပြန်ချက်တွေဟာဘေကျင်းရဲ့ရည်ရွယ်ချက်ကိုအထင်ရှားပြသနေပါတယ်။တရုတ်ဟာအာဆီယံကိုဘုံသဘောတူညီချက်၅ချက်ကနေသွေးဖယ်သွားစေချင်ပုံရပါတယ်။မြန်မာစစ်ကောင်စီနဲ့နိုင်ငံရေးမပါတဲ့ထိတွေ့ဆက်ဆံမှုမျိုးပဲလောက်ရကနေနိုင်ငံရေးအရာထိတွေ့ဆက်ဆံမှုစီကူးပြောင်းသွားဖို့တနည်းအားဖြင့်ပြောရရင်တော်လိုင်းအင်အားစုတွေနဲ့ဆက်ဆံရေးမလုပ်ဖို့လက်ရှိမှာဆက်ဆံမှုကျန်နေတဲ့တူရီသောအင်အားစုဟာမင်းအောင်လှိုင်ပဲဖြစ်တယ်ဆိုတာကိုလက်ခံလာအောင်လှုံ့ဆော်နေတာပါand effectively recognizing that there's no longer going to be space to do business with resistance actors, that Ming Online is the only game in town. တရုတ်ရဲ့လှုံ့ဆော်ချက်တွေဟာစစ်ကောင်စီရဲ့နိုင်ငံရေးတရားဝင်မှုနဲ့အကျိုးစီးပွားကိုပုံမခိုင်မာစေနိုင်ပေမဲ့လည်းမြန်မာအရေးကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက်ထိရောက်တဲ့ကြိုးပမ်းမှုမဟုတ်ဘူးလို့လူ့ဘောင်တဲ့ဒီမိုကရက်တစ်ပါတီရဲ့တွဲဖက်အထွေထွေတွင်ရင်မှုဒေါ်နင်းနမွေကသုံးသပ်ပါတယ်သူတို့ကဒီ COC နဲ့ပေါ့နော်ဒါရဲ့အကျိုးစီးပွားဆက်နွယ်ပြီးတော့လုပ်နေတဲ့ကိစ္စတွေရှိတဲ့အခါကျတော့သူတို့လုပ်တာမှန်တယ်နောက်တစ်ခုက COC မှာတရားဝင်ပို့ပြီးရလာတဲ့အမြပေါ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတော့အခြေခံလာမယ်လို့ယူဆပုံပါပဲဒါတကယ်တမ်းဆိုလို့ရှိရင်မြန်မာအရေးကိုအေးချမ်းချမ်းဖြစ်ရှင်းနိုင်မှုအတွက်ကိုတကယ်ထိရောက်တဲ့စူးစမ်းအထောက်အကူမဟုတ်ဘူးနောက်ပြည်သူတွေနဲ့နိုင်ငံအေဂျင့်မှုတွေကိုတကယ်ထင်ရတဲ့ကိစ္စမဟုတ်ဘူးလို့ပြောချင်ပါတယ်ရှင်ကဒီ UN မှာဆိုလို့ရှိရင်တော့သူလည်းဒါဗီဒီယိုအနာသုံးနိုင်ခွင့်ရှိတဲ့အနေအထားမျိုးဖြစ်တဲ့အခါကျတော့ဒါလည်းသတိပြုရမယ့်အချက်ဖြစ်ပါတယ်။ဒါပေမဲ့တခြားနိုင်ငံကြီးတွေရဲ့မြန်မာအရေးနဲ့ဒီမိုကရေစီရေးပေါ်မှာသုံးသပ်ချက်တွေကတော့ခုချိန်ထိအောင်မှာပဲဒီပြည်သူတွေဘက်ကနေပြီးတော့စုံတရားရပ်တည်ပေးတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေတယ်။ဒါကအင်အားချိန်ခွင့်ရှာညှိနှိုင်းမှုပေါ်မှာသွားပြီးတော့အကျိုးသက်ရောက်လိမ့်မယ်လို့ထင်ပါတယ်။တရုတ်အစိုးရရဲ့မူဝါဒတွေကိုလက်မခံနိုင်တာဖြစ်ပေမဲ့လည်းလူမျိုးရေးမုန်းတီးမှုတွေမဖြစ်အောင်လဲသတိထားဖို့လိုကြောင်းဖြေပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာ2026ခုနှစ်ဇွန်လ15ရက်ကနေ19ရက်နေ့ထိတရုတ်နိုင်ငံကိုတွားရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖျင်အပါအဝင်တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီးစီးပွားရေးလုံခြုံရေးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးစတဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ကြောင်းလည်းသိရပါတယ်။ဒီခီးစဉ်ဟာစစ်အာဏာသိမ်းပြီးနောက်မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်အတွက်နိုင်ငံတော်အဆင့်အခန့်ကြိုဆိုမှုတွေရရှိခဲ့တဲ့အရေးပါတဲ့ပြည်ပခီးစဉ်တစ်ခုအဖြစ်လဲသုံးသပ်တာတွေရှိနေပါတယ်။
ကျမဝေပါ ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာဥရုချောင်းရေကြီးမှုရပ်ကျလာတာကြောင့်ဒေသခံတွေစားဝတ်နေရေးခက်ခဲကြုံနေရပြီးရက်ရှည်ကြာလာရင်အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့မိသားစုနေ့စဉ်ဘဝတွေထိခိုက်လာနိုင်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာကချင်ပြည်နယ်ဖားကန့်မြို့မှာမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်ဥရုချောင်းရေမြင့်တက်လာပြီးမြို့ပေါ်ရက်ကွက်အများပြားမှာရေကြီးရေရှမ်းမှုတွေရက်ရှည်ဆက်ဖြစ်နေကဒေသခံတွေရဲ့စားဝတ်နေရေးနဲ့နေ့စဉ်ဘဝတွေပေါ်ထိခိုက်မှုတွေပုံမှုကြီးမားလာနေတယ်လို့သိရပါဗျ။ဇွန်လလယ်ပိုင်းကလေးကမိုးစက်တိုက်ရွာသွန်းနေကြတာကြောင့်ငပြော်တော်မြို့မအေးမြတာရက်ကွက်နဲ့ကြောက်ဝိုင်းနီးတဝက်ကမြေနေမိုင်းဒေသတွေမှာရေဝင်ရောက်နေပြီးအင်အောင်စုအများပြားဟာဘုန်းကြီးကျောင်းတွေနဲ့ဘေးလွတ်ရာနေရာတွေမှာယာယီခိုလုံနေကြရပါတယ်။ရေကြီးမှုကြောင့်လမ်းပန်းဆက်သွယ်ပြတ်တောက်နေသလိုရေပေးတဲ့သူတွေကိုကုညီပို့ဆောင်မှုနဲ့စားနပ်ရိက္ခာပေးဝေဖို့အတွက်လေတွေကိုအဓိကအသုံးပြုနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလက်ရှိကြာလာတဲ့ညတော့ပို့ပြီးတော့မှဒီကုညီဆောင်ရွက်ပေးနေတဲ့လူတွေအတွက်လည်းဝင်ပြီးလာမယ်ဒုက္ခရောက်နေတဲ့လူတွေလည်းရက်ရှိဆိုရင်သူတို့ဒါဟောပါတော့တခြားသူတို့ကိုယ်တိုင်လည်းဆောင်းနေခက်ခဲလာမယ်ပြီးရင်ဒီကျန်းမာရေးကအစပါတော့ကျန်းမာရေးလိုအပ်ချက်တွေအစရှိလာမယ်အမျိုးသမီးတွေဆိုလည်းအမျိုးသမီးလိုအပ်ချက်တွေရှိလာမယ်ပေါ့နော်ပြီးတော့ကလေးတငယ်လည်းဒါကျောင်းမတော်အကျောင်းကတော့ဖွင့်ထားတယ်ဒါပေမဲ့ကျောင်းတွေပါတွေကတော်တော်ကြီးကြီးနေနေထားပါတော့ပို့ခက်ခဲတဲ့အနေထားတွေဆက်ရပါတော့ထိခိုက်မှုကတော့အများကြီးရှိတာပေါ့မိုးကတော့ဆက်ရွာနေတယ်ရေကလည်းထက်ကြမဲ့အနေထားအောင်မမြင်ရဘူးရေရှည်ဆိုတော့ဒါကတော့ခက်ခဲမှုကတော့အများကြီးပဲခက်ခဲမှာတော့သိကြတယ်ပေါ့နော်လူမှုရေးတင်းဖွဲ့လည်းကိုလူဆောင်ရပေးနေတဲ့ဥစ္စာမှာတို့မှလည်းဒီဖက်ကရဲ့ဒီ73စီဈေးကြီးမှုကြောင့်မလို့တို့လည်းသွားပို့ရအခက်ခဲစီဘိုးပေါ့နော်ဒီခက်ခဲရှိနိုင်တယ်အများကြီးပေါ့နော်တက်ရောက်မှုကတော့အကုန်လုံးကိုတက်ရောက်ပါတယ်ဟုတ်ဒေသခံတွေရဲ့ပြောပြချက်အရရေကြီးမှုတစ်ခုတည်းကြောင့်မဟုတ်ပဲဖားကန့်ကာမိုင်းလမ်းပိုင်းမှာတောင်ပြိုမှုတွေဖြစ်ပွားနေတဲ့အတွက်ကုန်တင်ကားတွေဝင်ရောက်ဖို့အခက်အခဲရှိလာကကုန်စည်စီးဆင်းမှုနှောင့်နှေးနေတယ်လို့လည်းသိရပါတယ်။ရေဘေးကြောင့်ဒေသခံအများစုဟာအလုပ်ကိုင်တွေရန်နာထားပြီးဈေးဆိုင်လုပ်ငန်းတွေလည်းပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အရင်ကတော့သူကချောင်းရှင်းနေရေးဆိုပြီးမှလုပ်တယ်။အခုကချောင်းရှင်းနေရေးစီစဉ်မရှိဘူး။ပြီးတော့နိုင်ငံရေးကြောင့်ပေါ့နော်။အဲ့ဒါလေးတွေအစီအစဉ်တက်သွားတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့အမိုက်ကားမလာတဲ့အတွက်ကြောင့်မို့ဖက်ကမှရှိလူတွေအကုန်လုံးကဒီချောင်းတွေကိုအမိုက်ဖြစ်ကြတာ။အဲ့အတွက်ကြောင့်မို့အမိုက်တွေကများနေတယ်။ဒီချောင်းကမစဲထားတဲ့အတွက်ကြောင့်မို့ရှင်းနေမလို့ထားတဲ့အတွက်ကြောင့်မို့ဒီဖက်ကမြို့ထဲမှာပဲရေဝတ်တလို့ဖြစ်သွားတာ။အဓိကရေစီးရေလာမကောင်းတဲ့အတွက်ကြောင့်မို့ဒီမှာရေဝတ်နေတဲ့တဘောဖြစ်တာ။အလုံးမလို့ရဘူးပေါ့ရေကြီးနေတဲ့ခါကျတော့ရေတွေဝင်နေတဲ့ခါကျတော့ဘယ်မှသွားလို့လာလို့မရတဲ့အတွက်ကြောင့်မို့အလုပ်တွေကောင်းကောင်းမဖြစ်ကြဘူး။ဘယ်သူမှမဖြစ်ကြဘူး။ဆိုင်တိုင်းအလုပ်မဖြစ်ကြဘူးလက်ရှိမှာတော့ဖားကန်ဒေသတွေလူမှုကူညီရေးအသင်းဖွဲ့တွေကရေပေးတဲ့ပြည်သူတွေကိုစားနပ်ရိက္ခာနဲ့တောက်သုံးရေပေးဝေတာဘေးလွတ်ရာကိုရွှေ့ပြောင်းပေးတာတွေဆက်လက်လုပ်ဆောင်နေပါတယ်။ဖားကန်ဒေသဟာနှစ်စဉ်မိုးရွာသည့်ရောက်တိုင်းရေကြီးရေရှမ်းမှုတွေကြုံရလေ့ရှိပေမဲ့ဒီနှစ်မှာတော့မိုးရွာသွန်းမှုရရှိလာတာကြောင့်ရေကျဖို့အချိန်ယူရနိုင်ပြီးဒေသခံတွေရဲ့လူမှုစီးပွားဘဝအပေါ်ထိခိုက်မှုတွေရှိနေတယ်လို့ပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါမြောက်ကိုရီးယားနိုင်ငံရဲ့ဒုံးကျည်စနစ်တွေကိုခေတ်မီတိုးတက်အောင်လှုပ်ဆောင်မဲ့ရည်မှန်းချက်နဲ့ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကပြုလုပ်ခဲ့တဲ့အဓိကလက်နက်သစ်စမ်းသပ်မှုတွေကိုခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းဌာနကတောက်ကြနေမှာသတင်းထုတ်ပြန်ပါတယ်။ဒီလက်နက်စမ်းသပ်မှုတွေထဲမှာပြစ်ခတ်နိုင်တဲ့အကွာအဝေးကီလိုမီတာ90အထိတိုးမြင့်ထားပြီးအလိုလျောက်ပြစ်မှတ်ထိန်းချုပ်စနစ်ပါဝင်တဲ့အစင်းမြင့်240မီလီမီတာတွဲဘက်ဒုံးပစ်လောက်ချာမဟာဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်တွေနဲ့155မီလီမီတာဟောက်ဝစ်ဇာအမြောက်ကြီးတွေပါဝင်တယ်လို့သိရပါတယ်။ဒီစမ်းသပ်မှုရလဒ်တွေအပေါ်မြောက်ကိုရီးယားခေါင်းဆောင်ကကျင်းနှံမှုရှိကြောင်းနဲ့တောင်ကိုရီးယားနယ်စပ်ကာကွယ်ရေးအတွက်အမြင့်မားဆုံးတိကျမှုရှိတဲ့အလိုလျောက်အဝေးပစ်လက်နက်တွေရရှိရေးကိုအဓိကထားဦးတည်လှုပ်ဆောင်နေတာဖြစ်တယ်လို့သတင်းမှတ်တမ်းတွေကသိရပါတယ်ခင်ဗျာ။ Saudi Arabia နိုင်ငံ AI Arabia သတင်းဌာနရဲ့ယီမင်ခြေဆိုင်သတင်းတောက်မိုဟာမက်အိုက်ဒါဟာပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ညနေပိုင်းကမူကဲလာမြို့မှာသူ့ရဲ့ကားမှာထောင်ထားတဲ့ဘုံပေါက်ကွဲမှုကြောင့်တေဆုံးသွားတယ်လို့သက်ဆိုင်ရာသတင်းဌာနကထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကကျူးလွန်တယ်ဆိုတာကိုမသိရသေးပေမဲ့တေဆုံးသူဟာအသက်အန္တရာယ်ချင်းချောက်ခံရတယ်လို့လုံခြုံရေးအာဏာပိုင်တွေကသတိပေးခဲ့ပူပါတယ်။ဒီလောက်ကျန်မှုကိုတော့တောင်ပိုင်းကူးပြောင်းရေးကောင်စီ STC ကရှုတ်ချခဲ့သလိုယီမင်သမ္မတဦးဆောင်မှုကောင်စီကလည်းအမြန်ဆုံးစုံစမ်းစစ်ဆေးပြီးတရားခံတွေကိုဖမ်းဆီးသွားမယ်လို့အသိပေးထားပါတယ်။
ဒီဖြစ်စဉ်ဟာယီမင်အစိုးရတပ်တွေနဲ့ခွဲထွက်ရေးတပ်တွေကြားတိုက်ပွဲတွေနဲ့နိုင်ငံရေးတင်းမာမှုတွေရှိနေချိန်မှာဖြစ်ပွားခဲ့တာပါယီမင်နိုင်ငံဟာပဋိပက္ခတွေနဲ့နှိမ့်မွန်းနေပြီးသတင်းတောက်တွေအတွက်အနေအများဆုံးနိုင်ငံတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်းသတင်းတောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ မှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ